ရေနံချောင်းကပစိုးဝတ်ဥရောပသားများခေတ်ဟောင်းကိုလိုနီခေတ်ကဥရောပသားတွေမြန်မာဝတ်စုံအပြည့်စုံနဲ့ဒီလိုနေထိုင်ခဲ့ကြတာကိုမြင်ဘူးကြလားဒီပုံကတော့1889နဲ့1942ခုနှစ်ကြာကာလရေနံချောင်းမြို့မှာရိုက်ကူးထားတာဖြစ်ပါတယ်ထူးခြားတာကတော့နိုင်ငံတကာကလာရောက်လုပ်ကိုင်တဲ့ရေနံတူးသမားတွေဟာမြန်မာရိုးရာပစိုးနဲ့ခေါင်းပေါင်းတွေကိုတည်သက်စွာဝတ်ဆင်ထားကြတာပါပဲမှတ်တမ်းတွေအရထိုင်နေတဲ့သူဟာဝဲဝေမောင်ဂလစ်ပီလို့ခေါ်တဲ့ကနေဒါနိုင်ငံသားရေနံတူးသမားတဦးဖြစ်တယ်လို့ယူဆရပါတယ်။နိုင်ငံရခြားကလာရောက်လုပ်ကိုင်ရင်ဒေသခံတွေရဲ့ယဉ်ကျေးမှုကိုလေးစားလိုက်နာပြီးဝတ်ဆင်ခဲ့ကြတဲ့ပုံလေးတစ်ခုလည်းဖြစ်ပါတယ်။အနောက်တိုင်းဝတ်စုံတွေစားရာသီဥတုနဲ့ကိုက်ညီတဲ့မြန်မာဝတ်စုံတွေကသူတို့အတွက်ပိုသက်တောင့်သက်သာရှိပုံရပါတယ်။ရှေးခေတ်ရေနံမြေကနိုင်ငံသားတွေနဲ့မြန်မာတွေရဲ့ဆက်ဆံရေးကိုဒီပုံလေးကသက်သေပြနေပါတယ်။ဒီလိုရှားပါတဲ့သမိုင်းပုံရိပ်လေးတွေကိုသဘောကျရင် like share လုပ်ဖို့မမေ့ပါနဲ့နော်နောက်ထပ်ဘယ်လိုပုံတွေကြည့်ချင်လဲ comment မှာရေးခဲ့ပေးပါဦး